10 ကြောင်သူကိုကျွန်တော်တို့အဖွဲ့ကစနိုးလေးနဲ့ radio ကမှရွလို့မဲ့စားတယ် Oh radio ကမှရွရင်ကြိုးစားလိုက်စမ်းကွယ်ဒီတွေနဲ့အောင်မဆူတောင်းပေးမယ်ဒီတွေရှိတယ် Oh radio ကမှရွရင်ဒီတွေနဲ့အောင်မဆူတောင်းပေးမယ်ဒီတွေရှိတယ်ဒီနေ့မှာတော့တို့များရင်နေဟာနေရတဲ့အကြောင်းရင်းစီစဉ်လိုက်ကြတော့ဆယ်တန်းတွေစာပေပွက်ပြီးလို့ radio ကမှရွပိတ်စားနေမယ် Oh radio ကမှရွရင်တိတ်ဆိတ်လုံးလုံးပဲစာအပ်တဲ့အတန်လေးတောင်းတမိတယ်ဒီတွေရှိတယ် Oh radio ကမှရွရင်တိတ်ဆိတ်လုံးလုံးပဲစာအပ်တဲ့အတန်လေးတောင်းတမိတယ်ဒီတွေရှိတယ် Oh radio ကမှရွရင်ကြိုးစားလိုက်စမ်းကွယ်ဒီတွေနဲ့အောင်မဆူတောင်းပေးမယ်ဒီတွေရှိတယ် Oh radio ကမှရွရင်ကြိုးစားလိုက်စမ်းကွယ်ဒီတွေနဲ့အောင်မဆူတောင်းပေးမယ်ဒီတွေရှိတယ် Oh radio ကမှရွရင်ကြိုးစားလိုက်စမ်းကွယ်ဒီတွေနဲ့အောင်မဆူတောင်းပေးမယ်ဒီတွေကဲဆိုပါ Oh radio ကမှရွရင်ကြိုးစားလိုက်စမ်းကွယ်ဒီတွေနဲ့အောင်မဆူတောင်းပေးမယ်ကဲနောက်ကပြတ်တယ် Oh radio ကမှရွရင်